ကျွန်တော်တို့ရေခမ်းလန်အေဂီတောင်ဖွဲ့ကျွန်တော်ရဲ့ဆရာကိဗီဆရာကလေးဖြစ်တဲ့ဆရာကိုမင်းနေနဲ့တွေ့ဆိုင်ပြီးကျွန်တော်ရဲ့လက်ဦးဆရာဖြစ်တဲ့ဆရာကိုကျဲသူကိုယ်တိုင်ဆက်တည်ကုန်ထားတယ်မိုးနဲ့မြည်ဆိုတဲ့တခြင်းလေးနဲ့ဆက်လက်ပြောပြီးတင်ဆက်ပြီးမှပဲဖြစ်ပါတယ်ခံစားဆင်ပြီးပါဒီဆိုဆရာကိုကျသူကလည်းဆက်တည်ကုန်လာတယ်ဘုန်းနဲ့ကြီးလို့ပြရပါလို့ဒီတစ်ချိန်လေးကိုဆရာကိုမင်းနဲ့ဒီဗီဆရာလေးဆရာကိုမင်းနဲ့လုပ်ဖက်ပြီးသူကဆက်ပြရတယ်ဖြစ်ပါတယ်ခန္ဓာတော်စီပါဦးမချစ်လို့ချင်နာနေတာဘဟုရပါချူအားလုံးကြည့်ကြပါလေ